ကြောက်ဖြစ်နေတဲ့ဗန်ဘက်မှာတော့အီလင်းရဲ့ဝိညာဉ်ရောက်လာပြီးဘန်ကိုနမ်းလိုက်တဲ့အတွက်ငကူမူလတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။ခင်းကအီလင်းကိုမမြင်ရတဲ့အတွက်ဘန်ကကိုတင်ပြပေးဖို့ပြောလိုက်တဲ့အခါမှာတော့အီလင်းကနီကိုဖိုးလေးဆိုတာကရှင်သူနဲ့တေသူကြားကပြင်းထန်တဲ့ခံစားချက်ချင်းချင်းဆွနဲ့ပေးရနေရဖြစ်ကြောင်းမမကမောင်လေးကိုရှင်းပြလိုက်ပါတယ်။ဒီကိုဘာလို့လာလဲလို့အီလင်းကဘန်ကိုမေးတဲ့အခါသူတင်းနေသူမကိုရောက်အောင်လာခိုးမယ်လို့ဘန်ကပြောလိုက်တဲ့အတွက်အီလင်းကကျေးဇူးတင်စကားပြောလိုက်ပြီးဝမ်းသာမြည်ကြပါတော့တယ်။ဘန်လည်းမီလီဝက်စ်တို့ကိုကူဖို့တိုက်ပွဲဖြစ်ရသည်ကိုပြေးထွက်လာပါတော့တယ်။အတိတ်မှာတော့နတ်ဆိုးရဲ့တိုက်ခိုက်မှုကြောင့်ဘန်နဲ့အီလင်းတို့တေလူမျိုးပါဖြစ်နေကြပါတယ်။မြို့ပုတ်ချင်းဆိုင်ကိုမောင်လေးတော့မမတော့ဆိုပြီးဖြစ်နေကြတော့မှအီလင်းကရုတ်တရက်ဆိုလို့ရေကိုသူမပါစတဲ့ငုံပြီးဘန်ကိုအနမ်းနဲ့တူရေတိုက်လိုက်ပါတယ်။နတ်သိမျိုးဖြစ်သွားတဲ့ဘန်လည်းချစ်သူကိုဆုံးရှုံးလိုက်ရတဲ့အတွက်ဒေါသနဲ့တူအော်ဟေပြီးနတ်ဆိုးကိုအပိုင်းပိုင်းဖြစ်အောင်အသေးပြန်ကျုံးမာတော့တယ်။ကင်းကသူမစီကအရာအောင်လို့ယူသွားတဲ့ဘန်ကိုသူမဘလို့လို့ခွင့်လွှတ်နိုင်ရတာလဲလို့အီလင်းကိုမေးလိုက်တဲ့အတွက်အီလင်းကကင်းတိုင်းပြည်ကိုဆွင့်ခွာသွားပြီးရဲ့နောက်သူမနှစ်ပေါင်း900လောက်နေခဲ့ရတဲ့အထီးကျန်မှုတွေကို9ရက်တည်းနဲ့ပျောက်ကွယ်သွားအောင်လုပ်ပေးခဲ့တဲ့တယောက်တည်းသောဘန်ကသူမရဲ့အချစ်ရဆုံးသောသူဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဘန်ကကင်းကိုသူမရဲ့အကူမှန်တီးသွားတဲ့နောက်စိတ်ကျဉ်တဲ့အောင်တမင်သက်သက်လှမ်းနဲ့ထိုးကန်ခဲ့တာဖြစ်ကြောင်းနောက်ပြီးဘန်ကအကိုထင်လိုမျိုးမဟုတ်ကြောင်းအီလင်းကရှင်းပြလိုက်ပါတယ်